channel မှာရှိနေတဲ့ငွေချင်းနဲ့အားလုံးပဲမင်္ဂလာပါဒီဗီဒီယိုမှာ block mesh နဲ့ပတ်သက်တဲ့ update လေးနဲ့ပတ်သက်ပြီးပြောပြပေးပါမယ်เนาะဆိုတော့ block mesh အထဲတွေကိုကျွန်တော်ဝင်လိုက်တယ်ဆိုရင်ဒီနေရာလေးကိုနှိပ်ပြီးတော့ perks အထဲတွေကိုတွားလိုက်ပြီဆိုရင်ဒီမှာကြည့်ပါအပေါ်မှာကျွန်တော်လုတ်ပြီးသားဟာတွေကတော့ဒီမှာပေါ်တော့မှာမဟုတ်အဓိကမလုတ်ရသေးတဲ့ဟာတွေကျွန်တော်ပေါ်မှာပေါ့เนาะအဲ့ဒါလေးကိုချက်တော့တတိထားပါအဲ့ဒီထဲမှာနှစ်ခုရှိတယ် interact ရဲ့ now woods app ကိုကျွန်တော် follow လုပ်ရမယ်ဆိုတော့အားလုံးသိတဲ့အတိုင်းပဲကျွန်တော် web mining တွေမှာခဏပြောခဲ့ဘူးတယ်ကိုလို့တဲ့ browser မှာကိုယ့်ရဲ့ဒီDiscord တွေ Twitter တွေအကုန်လုံးတစ်ခါတည်း join ထားပါဆိုတော့ကျွန်တော်ဘက်ကပြောပြီးသားပေါ့เนาะအဲ့လိုမျိုး join ထားတယ်ဆိုရင်ကိုယ့်အတွက်ကပို့ပြီးတော့လွယ်တယ်ဆိုတော့ဒီဟာလေးတွေကိုလုပ်ဖို့တော့ကိုပထမဆုံးမလုပ်ရမှာလဲဆိုတော့ဒီမှာ new tab အသစ်တစ်ခုဖွင့်လိုက်ပါအဲ့မှာ Twitter ကျွန်တော်တို့ရိုက်ပြီးတော့ထည့်လိုက်ပြီးရင် Twitter မှာဒီ Woods app ဆိုပြီးတော့ပေါ့เนาะသူ့ဘက်ကနေပေါ့ကတော့မှာပြောထားတဲ့ Woods app ကိုပထမဆုံးကိုယ့်အကိုရိုက်ရှာလိုက်ပါပြီးအဲ့ဒါကို follow လေးလုပ်ထားလိုက်ပါTwitter ကျွန်တော်ဖွင့်လိုက်ပြီဒီမှာ Woods app မှာ follow ကျွန်တော်လုပ်လိုက်ပြီပေါ့နော် follow လုပ်ပြီးသွားပြီအခုလုပ်ပြီးသွားပြီဆိုတဲ့အချိန်ကျရင်ဒီနေရာလေးကိုဆက်လို့ကျွန်တော်နှိပ်လိုက်မယ် follow ဆိုတဲ့နေရာလေးကိုပြင်ခဏလေးစောင့်မယ်ဒီမှာကြည့်ပါအပေါ်မှာ loading နေရာလေးလည်နေတာပေါ့နော်မရဘူးဆိုရင်ကျွန်တော် refresh လုပ်လိုက်မယ်ကိစ္စမရှိဘူးကျွန်တော်ရဲ့ line ကျနေလို့ဖြစ်မယ်ဆိုတော့ခဏလေး pause လုပ်ထားလိုက်ပါOkay ကျွန်တော်ပြန်နှိပ်လိုက်တယ် Woods at ဟို follow လုပ်ရတဲ့နေရာလေးကိုပြန်ပြီးတော့နှိပ်လိုက်တယ်ဆိုတော့ဒီမှာဆက်လို့ကျွန်တော်စောင့်မယ်ပြီးရင်ကျွန်တော်တင် authorize ဆိုတာလေးကိုကျွန်တော်နှိပ်ရလိမ့်မယ်ကျွန်တော်ပဲ line မကောင်းဘူးဖြစ်နေတာထင်ပါတယ်အဲ့ဒါတက်ဒီလိုမျိုးလေးပေါ်လာလိမ့်မယ်အဲ့မှာ authorize app ဆိုတာလေးကိုနှိပ်လိုက်ပါနော်ဘာလို့ဆိုကိုရီရဲ့ဒီ Twitter မှာ auto ချိတ်ပြီးသားဖြစ်တယ်ဆိုရင်auto အဲ့ဒါကိုပထမဆုံးကလေး follow လုပ်ပြီးသားဆိုရင် authorize နှိပ်လိုက်တာနဲ့ okay သွားလိမ့်မယ်မဟုတ်ဘူးဆိုရင်အဆင်ပြေမှာမဟုတ်ဘူးเนาะအခုဒီမှာချိပါ park အထဲကိုဝင်ကြည့်လိုက်ပြီဆိုရင်အခုနောက်တော့ဟာလေးကပြီးသွားပြီအခုက interact ဆိုတာတစ်ခုပဲကျန်တယ် interact က PC နဲ့လောက်ရတာအရန်ကိုလွယ်တယ်ပို့ပြီးတော့အဆင်ပြေတယ်ဖုန်းနဲ့ဆိုရင်တော့တော်တော်ရှုပ်နိုင်တယ်ဒါပေမဲ့လည်းကျွန်တော်လည်းဖုန်းနဲ့ပဲလုပ်ပေးပါမယ်ဘာလို့ဆိုတော့ member တွေအများဆုံးကဖုန်းနဲ့ပဲလုပ်ထားကြတာဆိုတော့အခု interact အထဲကိုကျွန်တော်ဝင်လိုက်မယ်အခုတတိ okay အဲ့ဒါနဲ့ပတ်သက်ပြီးပထမဆုံးကျွန်တော် Twitter လေးကိုချက်လောက်ကြည့်ရအောင်เนาะဒါသူတို့ဘက်ကနေပြီးတင်ထားတာ၄ရက်အရင်က for clarification ဒါကျွန်တော်တို့ရှင်းပြနေတာ one integration not finished yet so please be patient ဆိုတော့ဒါအပြီးသူတို့ဘက်ကနေပြီးဒါကိုဟောပေါ့နော် implement အပြီးမလုပ်ရသေးဘူးခဏလေးစောင့်ရအောင်မယ်စောင့်လို့လည်းရတယ်လုပ်ချင်တယ်ဆိုရင်လည်းရတယ်ဆိုတဲ့သဘော no task is mandatory task တစ်ခုမှလုပ်ကိုလုပ်ရမယ်ဆိုတော့သူတို့ဘက်ကမပြောထားဘူးလုပ်တယ်ဆိုရင် okay တယ်မလုပ်ဘူးဆိုလည်းလုံးဝ okay တယ်ပြောတာနံပါတ်3ကကျတော့ if you choose to KYC there are multiple options to choose from it doesn't mean you need to do all of them again ကျွန်တော် KYC လုပ်တယ်ဆိုရင်ねဟို option တွေအများကြီးရှိတယ်အားလုံးလုပ်စရာမလိုတစ်ခုလုပ်တယ်ဆိုရင်လည်းလုံးဝအဆင်ပြေတယ်ဆိုတော့သူတို့ဘက်ကပြောထားတာပေါ့နော်Okay အဲ့ဆိုရင်ကျွန်တော်ဒီမှာအခုတော့ interact အထက်ထဲကိုဝင်လိုက်ပြီဆိုတာနဲ့ကျွန်တော်ဒီလိုမျိုးလေးပေါ်လာလိမ့်မယ်เนาะဆိုတော့ဒီလိုမျိုးပေါ်လာပြီဆိုရင်ပထမဆုံးကျွန်တော် sign in လေးလုပ်လိုက်ပါ sign in လုပ်တဲ့အချိန်မှာကျွန်တော်ရဲ့ Phantom Wallet ကိုကျွန်တော်ရွေးလိုက်ပါမယ်เนาะကိုရီအမြဲတမ်းချိတ်ထားတဲ့ Phantom Wallet အကယ်၍အဲ့လိုမျိုးမှမရဘူးဆိုရင်ဒီမှာ setting နဲ့ကိုတွားပြီးတော့ accessibility အထက်ထဲမှာဒါလည်း50ခန်းတော့မှန်ပါတယ်အဲ့ဒါဆိုရင်တော့ Okay အဲ့ဒါလေးကိုကျွန်တော်နှိပ်လိုက်တယ်ကိုယ့်ရဲ့ password လေးကိုထည့်လိုက်ပါမယ်เนาะ Okay ဒီမှာကျွန်တော်ချိတ်လို့ရပြီဆိုတဲ့သဘောပါဆိုတော့ connect ကျွန်တော်တို့လုပ်လိုက်ပါမယ် sign message ဆိုတာလေးကိုနှိပ်မယ်ပြီးဒီမှာကျွန်တော် confirm ဆိုတာလေးကိုနှိပ်လိုက်မယ် Okay ဒီမှာကျွန်တော် sign in ဖြစ်သွားပါပြီเนาะဆိုတော့ဒါနံပါတ်1ဒါကျွန်တော်တို့ okay ပါပြီအဲ့ဒါပြီးသွားရင်ဒီအထဲမှာကျွန်တော်တို့လုပ်ရမယ့် task လေးတွေရှိတယ်ဒီနေရာလေးကိုနှိပ်ပြီးတော့ show sorry မလို့hide completed task ပေါ့နော်အဲ့ဒါတော့ကိစ္စမရှိဘူးအဆင်ပြေတယ်ဆိုတော့ဒီအထဲမှာကျွန်တော်ဘာတွေလုပ်ရမှာလဲဆိုတော့ block mesh ရဲ့ Twitter ကို follow လုပ်ရမယ် block mesh ရဲ့connect your block mesh email on your so block mesh ကိုကျွန်တော် register လုပ်ထားတဲ့ email နဲ့ဒီ interact ရဲ့ persona page နဲ့ကျွန်တော်တို့ဒါ connect လုပ်ရမယ်ပြန်ပြီးတော့ register ပဲဖြစ်ဖြစ်လုပ်ရမယ်ဆိုတဲ့သဘောပေါ့နော်ပြီးရင် verify your identity Okay အဲ့ဒါလေးတွေကျွန်တော်လုပ်ရမယ်ဒါကကျတော့18ရက်နေ့ပဲကြံတော့တယ်ဆိုတဲ့သဘောပေါ့နော် Okay ဆိုတော့ပထမဆုံးကျွန်တော်ဒီဟာလေးကိုနှိပ်ကြည့်အောင် Twitter ဆိုတာလေးကိုကျွန်တော်နှိပ်လိုက်မယ်ဘာလို့ကျွန်တော်တို့အစကတည်းက block mesh ကို follow လုပ်ပြီးသားပဲဖြစ်လိမ့်မယ်ဒါလုံးဝသိကြတယ်Okay ဒါ interact လုပ်ရမှာဆိုတော့ကိစ္စမရှိဘူးအဆင်ပြေတယ် success တဲ့ Okay
disconnect အဲ့လိုမျိုးသားအကဲပေါ်ခဲ့တယ်ဆိုရင်မှာ disconnect and connect ဆိုတာလေးကိုတစ်ချက်တော့ပြန်ပြီးတော့နှိပ်ကြည့်မယ်နော် Okay ပြန်ပြီးတော့တစ်ချက်လောက်လုပ်ကြည့်မယ်သူပြောတာကျွန်တော်ရဲ့ Twitter အရင်ကတည်းကချိတ်ဘူးပြီးသားဖြစ်နေတယ်ဆိုတဲ့သဘောပုံစံပေါက်နေလို့ပေါ့နော် Okay ကျွန်တော်တစ်ချက်လောက်ထွက်ပြီးတော့ဒီလိုမျိုးပဲပြန်ပြီးတော့ဝင်ပြီးတော့လုပ်လိုက်တာfollow block mesh ဆိုပြီးတော့ပေါ်လာတယ်ကျွန်တော်အဲ့ဒါလေးကိုကျွန်တော်တစ်ချက်လောက်နှိပ်လိုက်တယ် sorry ကျွန်တော် screenshot လေးမရိုက်မိလိုက်ဘူးဒါပေမဲ့ဝင်လိုက်တယ်တစ်ချက်လောက်ထွက်တယ်ဒီလိုမျိုးပဲပြန်ပြီးတော့ဝင်တယ်ဟို same to same ပဲကျွန်တော်ဗီဒီယိုထဲမှာပြခဲ့တဲ့အတိုင်းလုပ်လိုက်တာဒီမှာအခုကျွန်တော် verify ဆိုပြီးတော့တစ်ချက်လောက်နှိပ်ကြည့်လိုက်မယ်เนาะရမလားဆိုပြီးတော့ရသွားပြီအဆင်ပြေသွားပြီเนาะဒုတိယကကျတော့ connect your ဒါကျွန်တော် email နဲ့ချိန်ရမယ်ဆိုတဲ့သဘောပါအဲ့ဒါလေးကိုနှိပ်မယ်ပြီးရင်ဘယ်ကိုသွားမှာလဲဆိုတော့ဒီမှာ go to ဆိုတော့ဒီနေရာလေးကိုကျွန်တော်သွားခိုင်းတယ် click on the plus button okay အဲ့ဒါလေးကိုကျွန်တော်နှိပ်ရမယ်ဆိုတော့ပြောတော့ဒီဟာလေးကိုဆက်လောက်နှိပ်လိုက်မယ် continue to link ဆိုတာလေးကိုနှိပ်လိုက်မယ်link ကအဲ့ဒါတက်တယ်ပြန်နှိပ်ကြည့်အောင်20% ဆိုပြီးတော့ပေါ်နေတာလေးကိုဆက်လောက်ဖြုတ်ကြည့်အောင်ရမလားဆိုပြီးတော့ပြထားတဲ့ပုံနဲ့တူလားတော့မသိဘူးပြန်ကြည့်ရတော့မှာ proof of humanity ဆိုတဲ့နေရာလေးဖုန်းနဲ့လုပ်တယ်ဆိုရင်ကျွန်တော်ပြောသလိုမျိုးရှုပ်တာလေးတွေဘာမှမဟုတ်ဒါမတူတော့ဒါမဟုတ်တော့ဆိုတော့ဒီဟာလေးကိုတစ်ချက်တော့ထွက်လိုက်မယ်ဖြတ်လိုက်မယ် okay ဒီဟာလေးကိုကျွန်တော် copy တစ်ချက်လောက်လုပ်လိုက်မယ်เนาะဒီဟာလေးကိုကျွန်တော်ထောက်ထားလိုက်မယ် copy link address လုပ်ပြီးတော့ new tab လေးဖွင့်ပြီးတော့ကျွန်တော်ထည့်ကြည့်ရအောင်ဒီမှာရမလားဆိုပြီးတော့ပေါ့เนาะအခုတော့အဆင်မပြေဘူးဒီညမှာ next ဆိုတာလေးပြထားတယ်ဆိုတော့ကျွန်တော် next ဆိုတာလေးကိုနှိပ်ကြည့်မယ်အဆင်မပြေဘူးထင်ပါတယ်ကျွန်တော် PC နဲ့ပဲလုပ်ကြည့်မှာပဲရမယ်တင်တယ် okay sorry ပါကျွန်တော်နည်းနည်းလေးလိုသွားတာကျွန်တော်ဒီမှာ desktop site လေးဖွင့်လိုက်တယ်เนาะokay ဖွင့်ချင်လည်းရတယ်မဖွင့်မယ်နဲ့အခုတော့လိုမျိုးလုပ်မယ်ဆိုရင်အဆင်ပြေတယ်သူကဒီမှာ next ရယ်နှစ်ခုလုပ်လိုက်ပြီဆိုရင်ဒီမှာ visit link ဆိုပြီးတော့ရှိတယ်အဲ့ဒါလေးကိုကျွန်တော်နှိပ်လိုက်ပါเนาะဆိုတော့အဲ့ဒီမှာဒီသူတို့ပြောထားတဲ့ website ကတကယ်ကိုပွင့်မှာပါကျွန်တော်လည်းကြောင်သွားတာပေါ့ okay ဆိုတော့ဒီညလေးကိုကျွန်တော်တစ်ချက်လောက်စောင့်ကြည့်မယ်ဒီမှာ get started ဆိုတာလေးကိုကျွန်တော်နှိပ်လိုက်ပါမယ်เนาะ how human are you တဲ့ကျွန်တော်ဘယ်လောက်လူဆန်လဲဆိုတော့သူတို့မေးနေတာပေါ့เนาะ okay ဒီညမှာ let's build your digital identity ရတဲ့ကိစ္စမရှိဘူး email ကိုကျွန်တော်ချိန်လိုက်မယ်เนาะ email ကိုပထမဆုံးကျွန်တော် connect ဆိုတာလေးကိုနှိပ်ကြည့်ရအောင် connect လည်းနှိပ်လို့မရသေးဘူး okayဘာတွေနှိပ်လို့ရလဲဆိုတော့ကြည့်အောင် Google okay Google ကို connect လုပ်လို့ရတယ်ဆိုတော့ဒီမှာကျွန်တော် connect ဆိုတာလေးကိုနှိပ်လိုက်မယ်ဒီ speed ကဖွင့်သွားတယ်အဲ့မှာ Google မှာပေါ်လာပြီဆိုရင်ကျွန်တော်တို့ရဲ့ email address ကိုကျွန်တော်တို့ရိုက်ထည့်လိုက်ပါဗောနော်သို့မဟုတ်လည်း email ကပေါ်နေဆိုအဲ့နဲ့တခါတည်းချိန်လိုက်မဟုတ်ဘူးဆိုရင်ကိုယ့်ရဲ့ Gmail ကိုရိုက်ထည့်လိုက်ပါ Gmail ရိုက်ပြီး password ရိုက်ပြီး continue ကိုတစ်ခေါက်လောက်နှိပ်လိုက်ပြီဆိုရင်ဒီမှာကြည့်ပါ Google က connect ဖြစ်သွားပြီဗောနော်ကျွန်တော်တို့ရဲ့ Ethereum ကလည်း connect ဖြစ်ပြီးသား Solana ကိုကျွန်တော်ပြန်ပြီးတော့ဆက်လောက်ချိန်လိုက်ပါမယ်။ဒီမှာ Phantom Wallet ကိုကျွန်တော်ရွေးလိုက်မယ်။အဲ့လိုမျိုး point တစ်ချက်လောက်ထောက်လိုက်เนาะအဲ့ဒါလေးဆိုအဆင်ပြေပြီ။တစ်ချက်ထောက်မယ် confirm လုပ်လိုက်မယ်အဲ့ဒါဆိုရင်လည်းအဆင်ပြေပြီ။ Okay Ton Wallet Ton Keeper တွေပိုင်းနဲ့တော့ချိန်ခိုင်းနေပါလား။ Okay ဒါကတော့ option ကရွေးလို့လည်းမရ okay ရပြီ။မှာTon Keeper ဒါရီကကြတော့ extension ရှိမှအဆင်ပြေမှာเนาะဆိုတော့ okay ကို Ton Keeper ဘိုင်းနဲ့ချိန်ချင်တယ်ဆိုတော့ Ton Keeper extension ကို download လုပ်ပြီးတော့ sorry install လုပ်ပြီးတော့ password လေးတွေထည့်ပြီးတော့ချိန်လိုက်ဒါပေမဲ့အဲ့လောက်ကြီးအရေးမကြီးဘူးအဓိကဒီ email ဘာလို့ထည့်လို့မရအောင်ဖြစ်နေတာလဲဒါပေမဲ့ Google နဲ့တော့ကျွန်တော် connect လုပ်ပြီးသွားပြီဆိုတော့အဆင်ပြေတော့မှာပါ next ကိုကျွန်တော်နှိပ်လိုက်မယ်ဒါကျွန်တော်ရဲ့ point နဲ့06တဲ့ထပ်ပြီးတော့ account တွေကို connect လုပ်ပါပြီးရင်ထပ်ပြီးတော့ task လေးတွေကိုလုပ်ပါအနည်းဆုံး30လောက်ရအောင်လုပ်ပါဆိုတော့သူတို့ဘက်ကပြောတာပေါ့နော်ဒါကကျတော့ interact ရဲ့ဟိုနော် website เนาะဒါကကျတော့block mesh ရဟာမဟုတ်เนาะအဲ့ဒါလေးကိုချက်လို့သတိထားစေချင်ပါတယ် okay အဲ့ဒါလေးကိစ္စမရှိဘူးအခုတော့သူတို့ဘက်ကတော့ဒီညလေးကိုသွားခိုင်းတာပြန်ကြည့်ကြည့်အောင်သူတို့ဘက်ကဘာပြောထားလဲဆိုတာ
ဒီနေရာလေးကိုနှိပ်မယ် plus ဆိုတဲ့နေရာလေးကိုနှိပ်မယ်နှိပ်ပြီးသွားပြီဆိုရင်ဒီမှာကျွန်တော် email ဆိုတာလေးကိုကျွန်တော်ချိန်ရမယ်ဆိုတော့ plus ဆိုတာလေးကိုကျွန်တော်နှိပ်လိုက်မယ်ဒီမှာကြည့်ပါ email ကျွန်တော်ချိန်လို့ရပြီဆိုတော့ connect ဆိုတာလေးကိုနှိပ်မယ်ပြီးဒီမှာကိုယ့်ရဲ့ gmail ထည့်လိုက်ပါနော် gmail ထည့်ပြီးပြီဆိုရင်ကိုယ့်ရဲ့ gmail မှာသူတို့ဘက်ကနေပေါ့ OTP လေးတစ်ခုပို့ပေးလိမ့်မယ်အဲ့ဒီ OTP ကိုဒီမှာရိုက်ပြီးတော့ထည့်လိုက်ပါ OTP ဆိုတာ code လေးပေါ့နော်ကျွန်တော်တော့ code လာပြီ437557 verify OTP ဆိုတာလေးလောက်လိုက်မယ်တယောက်နဲ့တယောက် OTP မတူတော့ကိုယ်မှလာတာပဲထည့်ရမှာเนาะအဲ့ဒါလေးချက်တော့သတိထားပါ Okay အဲ့ဒါဆိုရင်အဆင်ပြေသွားပါပြီတော်တော်များများဟာတွေကျွန်တော်တို့ဒါ connect လုပ်ပြီးသွားပြီဆိုတော့ဒီကိုပြန်လာလိုက်မယ်ဒီဘက်ကိုပြန်လာပြီးတော့ next လုပ်ပြီးတော့ဒီမှာ verify ဆိုတာလေးကိုကျွန်တော်နှိပ်လိုက်မယ်เนาะ Okay ပါအဲ့ဒါလည်း verify ဖြစ်သွားပါပြီ verify your identity တဲ့အဲ့ဒါလေးလည်းကျွန်တော်တစ်ခါတည်းလုပ်ကြည့်ရအောင်လုံးမလို့တော့အကုန်လုံးအတက်နိုင်ဆုံးစူးစမ်းပြီးတော့လုပ်ကြည့်မယ်လေဘယ်ဟာတွေရနိုင်မလဲဆိုပြီးတော့သူတို့ပြောထားရနော်ဒါက mandatory task မဟုတ်ဘူးလုပ်ချင်တယ်ဆိုရင်လည်းအဆင်ပြေတယ်မလုပ်ချင်ဘူးဆိုရင်လည်းရတယ်ဆိုပြီးတော့ပြောထားပါတယ်အော် okay သူကကြတော့30 plus humanity point humanity point စုစုပေါင်း30ကျော်ကျွန်တော်တို့ရတယ်ဆိုရင်ဒီဟာကိုလုပ်လို့ရမယ်ဆိုပြီးပြောထားတာအခုကျွန်တော်မှာ point က6 point ပဲရှိသေးတယ် okay အဲ့မှာDiscord ချိန်လို့ရတယ် Discord ကိုချိန်လိုက်တယ်ဆိုရင်လည်းဒါအဆင်ပြေလိမ့်မယ်ဒီမှာ Discord ပေါ့နော်ဒီမှာ connect ဆိုတာလေးကျွန်တော်နှိပ်လိုက်မယ်ဘာလို့ဗီဒီယိုရှေ့သွားတာကိစ္စမရှိဘူးပြီးရင်ဗီဒီယိုနှစ်ခေါက်လုပ်ပေးနေရမှာမလို့ကျွန်တော်အပြီးပဲတစ်ခါတည်းလုပ်ပြပေးလိုက်ပါမယ်Okay ဆိုရင်ကျွန်တော်ရဲ့ Discord okay ပါပြီ9 point ဖြစ်သွားပြီเนาะကျွန်တော်မှာ Steam ရှိတယ်ဒါပေမဲ့ဖုန်းထဲမှာမရှိဘူးဖြစ်နေတာ so verify Twitter ကျွန်တော်တို့လုပ်ကြည့်လိုက်ရအောင်ဒီလိုမျိုးဖြစ်သွားရင်အနောက်လေးကိုတစ်ချက်လောက်ဆုပ်လိုက် zoom out လုပ်ပြီးတော့ဒီမှာ zoom in ပြန်ပြီးတော့လုပ်ပါเนาะအဲ့ဒါဆိုရင်ရှာလို့တွေ့သွားလိမ့်မယ်ဒီမှာ authorize အဖြူအောင်လေးနဲ့ဟာလေးကိုကျွန်တော်နှိပ်လိုက်မယ်အဲ့ဒါဆိုရင်လည်းအဆင်ပြေသွားလိမ့်မယ်ဒီမှာ retry ဆိုပြီးတော့ပြနေတာသူတို့ဘက်ကအဲ့ဒါတခုခုဖြစ်သွားတာဖြစ်မယ်ဆိုတော့ကိစ္စမရှိဘူး point က30တောင်ကျွန်တော်တို့လိုတာဆိုတော့မလွယ်ပါဘူး point ကဒီဟာတွေကကျတော့ NFT တွေ hold လုပ်ရမှာတိတ်ပြီးတော့မလွယ်ဘူးဆိုတော့ဒီဟာနဲ့ပတ်သက်ပြီးတော့ကျွန်တော်နောက်မှပဲဗီဒီယိုလုပ်ပေးလိုက်မယ်အခုလုပ်ပြရင်အရန်ကြီးကိုရှေ့သွားမယ်ဆိုတော့ okay ကိစ္စမရှိဘူးဒီရောက်ကျွန်တော် verify လုပ်ကြည့်မယ်ဒါပေမဲ့ရမှာမဟုတ်တော့သေးဘူးဟာရပါတယ် okay အဲ့ဆိုလည်းအဆင်ပြေတာပေါ့တော့ရပါတယ်ဆိုတော့လေ okay ဆိုတော့ဒီဟာဒီမှာကကျွန်တော်၄ခုတွေကတစ်ခုကိုကျွန်တော်ရွေးရမယ်ကိုကြိုက်တာကိုရွေးလို့ရတယ်ဒါပေမဲ့ဒီဟာလောက်ရတာအခုကျွန်တော်လောက်ထားတာပို့ပြီးတော့ခတ်နိုင်တာပေါ့နော်ဒါပေမဲ့လည်းတခါတလေမှဒီ web mining တွေ task တွေကအကြီးတွေလာတာဆိုတော့ဒါတွေကိုကျွန်တော်ရအောင်လုပ်ရမှာပေါ့နော်ဆိုတော့ okay verify Binance KYC on interact proof of humanity ဆိုတော့အဲ့ဒါလေးကိုကျွန်တော်နှိပ်ကြည့်မယ်ပြီးရင်ဒီမှာကျွန်တော်တို့ visit ဆိုတာလေးကိုကျွန်တော်ပထမဆုံးနှိပ်လိုက်ပါနော်ပြီးရင်ဒီမှာproof of uniqueness ဒီမှာဒီဟာလေးပေါ့နော်ဆိုတော့ Binance KYC အဲ့ဒါလေးကိုကျွန်တော် connect လေးနှိပ်ကြည့်ရအောင်ဒီမှာဒီလိုမျိုးလေးပေါ်နေဆိုတော့ connect လေးကျွန်တော်နှိပ်ကြည့်မယ်အသေးလေးလုံးလို့မရတော့ဆိုတော့ confirm ကျွန်တော်နှိပ်ကြည့်ရအောင်sorry နည်းနည်းလေးအဝေးထွက်ပြီးတော့မှလုံးမရမယ်ထင်တယ် connect confirm တော့အဲ့ဒါမလုပ်ခင်ကျွန်တော် extension တစ်ခုထည့်ရလိမ့်မယ်เนาะဆိုတော့အဲ့ extension ကိုကျွန်တော်သွားကြရအောင်ကျွန်တော်ဒီစာရိုက်တဲ့နေရာ website ရိုက်တဲ့နေရာမှာ ZK Pass Transgate extension ဆိုပြီးရိုက်လိုက်ပါအဲ့မှာကျွန်တော် Google Chrome Play Store ကနေပြီးတော့Google Chrome ရဲ့ဒီ web store ပေါ့နော်အဲ့ဒီကနေဒီဟာလေးကျွန်တော်ပေါ်လာလိမ့်မယ်အဲ့ဒါလေးကိုပေါ်လာပြီဆိုရင်ဒီဟာလေးမှန်ပါတယ်နော်ဒီဟာလေးမှန်တယ်ဆိုရင်ဒီမှာကျွန်တော် add to Chrome ဆိုတာလေးကိုကျွန်တော်လုပ်လိုက်မယ် okay လုပ်ပါဗီဒီယိုကတော်တော်ရှိနေပြီပဲ15မိနစ်တောင်ရှိနေပြီ okay ဒီဟာလေးပြီးသွားပြီဆိုတော့အခုတစ်ချက်လောက်အဲ့နေရာလေးမှာပဲပြန်ပြီးတော့တွားပြီးတော့စမ်းကြည့်ရအောင်ဒီဟာလေး
connect confirm မရသေးဘူး okay အခုဘာလို့ပါဆိုရင်ကျွန်တော်ဒီ extension ကိုလာပါဒီမှာ zk pass ဆိုတဲ့ကျွန်တော် extension လေးထည့်ထားတယ်အဲ့ဒါလေးကိုနှိပ်ပါပြီးရင်ဒီမှာဒီ enter ဆိုတဲ့ဟာလေးကိုနှိပ်လိုက်ပါเนาะဒီမှာ enter ပေါ်ပြီးအပေါ်ဆုံးမှာဒီမှာ connect wallet ဆိုတာလေးတွေ့မယ်ထင်တယ်เนาะဒီအပေါ်နားလေးမှာဒီမှာ connect wallet ဆိုတာလေးကိုနှိပ်ပါအော်သူက zoom out လုပ်လို့မရတော့ဆိုတော့ကျွန်တော် zoom out နဲ့ပဲပြလိုက်မယ်ပြီးရင်ဒီမှာ phantom wallet ရှိတယ်တော်တော်များများတွေကတော့ MetaMask ရွေးကြတယ်အဲ့ညမှာကျွန်တော် Phantom နဲ့လုပ်ကြည့်မယ်အဆင်ပြေမလားဆိုပြီးတော့ပေါ့နော်အကယ်အဆင်မပြေခဲ့ဘူးဆိုရင်တော့ကျွန်တော် MetaMask နဲ့လုပ်ရလိမ့်မယ်unsupported network တွေထင်တဲ့အတိုင်းပဲဆိုတော့ကျွန်တော်ရဲ့ဒီဟိုနဲ့လုပ်လို့မရအောင် Phantom wallet နဲ့လုပ်လို့မရအောင်ဆိုတော့ဒီထဲမှာကျွန်တော်မှာ MetaMask ရှိတယ် Bitget wallet တွေပါလည်းရှိတယ်ဆိုတော့ကျွန်တော်မှာ MetaMask ကရှိပြီးသားဖြစ်လိမ့်မယ်အကယ် MetaMask မရှိဘူးဆိုရင် Play Store ကနေ MetaMask ကို download လုပ်ပါအဲ့ဒါပြီးသွားရင် account အသစ် wallet အသစ်ဖွင့်လိုက်ပါအဲ့ဒါပြီးသွားပြီဆိုရင်setting တွေပါရတဲ့ဝင်ပြီးသွားရင်ကိုယ့်ရဲ့ဒီ passcode လေးတွေကိုပေါ့နော်တေချာလေးမှတ်ထားပါဒီနေရာလေးကိုဝင်ပြီးတော့ဒီမှာ show reveal security phrase ပေါ့နော်အဲ့ဒါလေးကိုတေချာလေးမှတ်ထားလိုက်ပါအဲ့ဒါလုံးဝကိုယ့်ဘက်ကနေပြီးတော့ okay တယ်ဆိုရင်ဒီမှာ MetaMask ဆိုတာလေးကိုကျွန်တော်ရွေးလို့ရပါလိမ့်မယ်ဒါပေမဲ့ MetaMask ရဲ့ extension အကယ်ကျွန်တော်မှမရှိသေးဘူးဆိုရင် MetaMask ရဲ့ extension ကျွန်တော်ထည့်ရပါလိမ့်မယ်เนาะဒီ speed ကခဏခဏပွင့်သွားတာ sorry ပါဆိုတော့ okay ကျွန်တော်အခုကြည့်ကြည့်အောင်ကိုမှဒီ extension နဲ့မှာ MetaMask ရဲ့ extension ရှိမရှိဆိုတာလေးဆိုတော့ကျွန်တော်မှမရှိဘူးဆိုတော့ပုံစံနဲ့ပဲပြပေးလိုက်ပါမယ် MetaMask ရဲ့ extension ကိုကျွန်တော်ရိုက်ထည့်လိုက်မယ် MetaMask extension ဆိုပြီးတော့ website ရရတဲ့နေရာမှာရိုက်ပြီးတော့ထည့်လိုက်ပါဘယ်လိုမျိုးပေါ်လာပြီဆိုရင် add to Chrome ဆိုတာလေးကိုနှိပ်လိုက်ပါခဏနေသူ့ဘက်ကနေပြီးတော့ install ဖြစ်သွားလိမ့်မယ်ဖြစ်သွားပြီဆိုရင်ဒီနေရာလေးမှာပေါ်လာလိမ့်မယ်အဲ့မှာ extension ကိုကျွန်တော်တို့နှိပ်ရလိမ့်မယ်เนาะဆိုတော့ခဏနေပြီးလိမ့်မယ်စောင့်လိုက်ပါတစ်ခါလေးပြပေးလိုက်ပါမယ်okay အခုကျွန်တော် install ဖြစ်သွားပြီဆိုတော့ဒီနေရာလေးကိုနှိပ်မယ်MetaMask ဒီမှာเนาะ MetaMask ပေါ်ပြီအဲ့ဒါလေးကိုနှိပ်ပါပြီးဒီမှာ I agree ဆိုတာလေးကိုနှိပ်ပြီးတော့အကယ်ကိုမှ MetaMask လုံးဝမရှိသေးဘူးဆိုလဲကျွန်တော်တို့ပြောလို့မျိုးဖုန်းထဲမှာပထမဆုံး Play Store ကနေ MetaMask ကို download လုပ်ပါပြီးတော့မှဒီမှာလာပြီးတော့ import an existing wallet ဆိုတာလေးကိုနှိပ်ပါပြီးရင်ဒီမှာI agree ဆိုတာလေးကိုနှိပ်ပါသူ့ဘက်ကနေ password 12ခုပေးလိုက်မယ်အဲ12ခုဒီမှာရိုက်ထည့်လိုက်ပါเนาะအခုကျွန်တော်ပြောရတဲ့ဒီ recording ကဟိုဒါကြည့်တဲ့လူတွေမြင်ရလားမမြင်ရလားတော့မပြောတော့ဒါပေမဲ့ဒီမှာ password ထည့်ရတဲ့12ခုနေရာလေးရှိတယ်အဲ့မှာ MetaMask ဘက်ကပေးတဲ့ password လေးတွေကိုထည့်လိုက်ပါเนาะကျွန်တော် recovery ဟောပေါ့เนาะ passphrase ထည့်ပြီးတော့ပြီဆိုရင်ဒီမှာ password နှစ်ခုထည့်ရမယ်ကိုကြိုက်တာကိုထည့်လို့ရတယ်ပြီးရင်ဒီမှာ import my wallet ဆိုပြီးတော့နှိပ်လိုက်ပါပြီးရင် done ဆိုပြီးတော့နှိပ်လိုက်ပါပေါ့เนาะအဲ့ဒါဆိုရင်ကိုရီးယား MetaMask ကဒီမှာချိတ်ပြီးသားဖြစ်သွားပါလိမ့်မယ် okay အဲ့ဒါဆိုရင်ကျွန်တော် MetaMask okay ဟောပါပြီเนาะအခုကျွန်တော်ဒီ website တွေကိုပြန်လာမယ်ဒီမှာ connect wallet ဆိုပြီးတော့ပြန်ပြီးတော့နှိပ်မယ် MetaMask ကိုကျွန်တော်ရွေးမယ်အော်ဒီမှာ connect ဆိုပြီးတော့ကျွန်တော်နှိပ်ရလိမ့်မယ် okay ဒီလိုမျိုးပေါ်လာပြီဆိုရင်ကျွန်တော်မှာ BNB Smart Chain ဆိုတာလေးကျွန်တော်ရွေးလိုက်လို့ရတယ်เนาะပြီးဒီမှာ approve ဆိုတာလေးကိုကျွန်တော်နှိပ်လိုက်မယ် okay အခုကျွန်တော်ဒီနေရာကိုပြန်ပြီးတော့လာရမယ်ဒီမှာ KYC Binance ကိုကျွန်တော်ပြန်ပြီးတော့ရွေးမယ်ဒီမှာ connect ဆိုတာလေးကိုပြန်ပြီးတော့နှိပ်မယ်ပြီးဒီမှာ wallet နှစ်ခုလုံးကိုကျွန်တော်ရွေးလိုက်မယ်ပြီးရင်ကျွန်တော် confirm ဆိုပြီးတော့ချက်လောက်လုပ်ပါเนาะအဲ့ဒါလေးလုပ်ပြီးပြီဆိုရင်ခဏလေးကျွန်တော်စောင့်ရလိမ့်မယ် okay အခုကျွန်တော်ဘာလုပ်ရမှာလဲဆိုတော့နောက်ဆုံး step ကိုရောက်ပါပြီ sorry ပါကျွန်တော်လည်း video တွေရှင်းနေတယ်လောက်ရတာခက်လို့အဲ့ဒါကြောင့်အခုကဒီ message browser ထဲမှာကိုယ့်ရဲ့ Binance account ကိုက Binance နဲ့လုပ်နေဆိုရင် Binance account ကိုက OKX နဲ့လုပ်တယ်ဆို OKX ဘာမှဆိုပေါ့နော်အဲ့ဒါကိုဒီ message browser ထဲမှာ login ဝင်ထားလိုက်ပါဥပမာပြ Binance ဆိုရင် binance.com လို့ရိုက်လိုက်ပါပြီးရင်မှာ login လုပ်ရမယ့်နေရာမှာကိုယ့် email တွေ password တွေထည့်ပြီး login လုပ်ထားလိုက်ပါ login လုပ်လို့အထဲထဲကိုဝင်သွားပြီး complete ဖြစ်သွားပြီဆိုတဲ့အချိန်မှာကျွန်တော်ဒီဟာလေးကိုပြန်ပြီးတော့နှိပ်ပါမယ် connect ဆိုတာလေးကိုနှိပ်ပါမယ်เนาะအဲ့ဒါမှဒီ speed ကခဏခဏပေါ်လာတာ sorry ပါဒီမှာအဲ့လိုမျိုးဆိုရင်ဒီမှာ Binance နေရာလေးကျွန်တော်တို့ဒီ website လေးပွင့်လာလိမ့်မယ်ဒီအောက်နာလေးကိုကြည့်ပါဒီမှာကျွန်တော်တို့ရဲ့ဒီမှာကျွန်တော် start ဆိုပြီးတော့နှိပ်ရမှာပေါ့เนาะဆိုတော့ start ဆိုတာလေးကိုကျွန်တော်နှိပ်လိုက်ပါမယ်ခဏလေးเนาะ desktop site ကျွန်တော် on လုပ်လိုက်မယ်ဒီမှာအောက်ဆုံးသားလေးမှာ start ဆိုတာလေးကိုကျွန်တော်နှိပ်မယ်
နေလို့မရဘူးဖြစ်နေဒုက္ခပဲโอเคပြန်ပိတ်မယ်เนาะဟိုကျွန်တော်မှလည်းဒီဟွာတွေတော်တော်များနေပြီအကုန်လုံးကိုကျွန်တော်ပိတ်လိုက်မယ်တစ်ခုတည်းကိုပဲထားမယ်ပြန်ပြီးတော့လုပ်ပါမယ် connect နှိပ်မယ် connect ဆိုတာလေးကိုနှိပ်မယ် Binance ရဲ့ website ပွင့်မယ်ဒီမှာ start ဆိုတာလေးကိုကျွန်တော်နှိပ်ကြည့်မယ်เนาะကျွန်တော်နှိပ်တာနှိပ်လို့မရဘူးခဏနေတော့ဒီမှာ refresh လဲပေါ်လာတယ်ဆိုတော့ start ကိုပဲဦးစားပေးပြီးတော့နှိပ်ကြည့်မယ်မရဘူးဆိုတော့ကျွန်တော် refresh ကိုနှိပ်ကြည့်ပါအဲ့လည်းမရဘူးဆိုရင်တော့ခဏလေးထပ်ပြီးတော့ကျွန်တော်စောင့်ရမယ်ဆိုတဲ့သဘောပါဒါကကျွန်တော်ရဲ့ account ပဲအပေါ်နားမှာတော့ဘာမှကျွန်တော်လုပ်စရာမရှိဘူးတေးကြတယ်ဒီအောက်နေရာမှာပဲကျွန်တော် start ကိုပဲရအောင်နှိပ်ရမှာ okay ဆိုတော့နှိပ်လို့မရဘူးဆိုတော့ setting နဲ့ကိုဝင်ပြီးသွားရင်ဒါကျွန်တော်တို့ကျွန်တော်လုပ်ကြည့်တာပေါ့နော် accessibility ကိုကျွန်တော် 100% မှာပြန်ပြီးတော့ထားကြည့်ပါမယ်အဲ့ဒါနဲ့များတစ်ခုခုထူးပြီးတော့ရသွားမလားဆိုပြီးတော့ okay back နဲ့ပြန်ထွက်လိုက်မယ် start ကိုနှိပ်ကြည့်မယ်လုံးဝရတဲ့တယ်ဘာဖြစ်လို့မရနေလဲကွန်ပျူတာနဲ့ဆိုရင်ခဏလေးနဲ့ရပါမှာလုံးဝသိကြရเนาะဒီမှာဒါမရဘူးဖြစ်နေတာတိုင်ပတ်နေတာတော့ပိတ်လို့လည်းမရဘူးဘာမှလုပ်လို့မရဘူးဖြစ်နေတာကျွန်တော်ဖုန်းအဲ့ဒါပဲလာတော့ကျွန်တော်မပြောတော့အဓိကဒီမှာ start လုပ်လိုက်ပြီဆိုရင် okay ဝါမယ်ဆိုတော့ကျွန်တော်လည်းထပ်ပြီးတော့ဗီဒီယိုကျွန်တော်အကြာကြီးမဆွဲတော့ဘူးဒီညောင်ဒီညောင်အကဲ start နှိပ်လိုက်တယ်ဆိုရင်ဒီမှာ confirm message တစ်ခုလာရင်လာမယ်အဲ့ဒါပြီးသွားပြီဆိုရင်ဒီဘက်မှာဒါ verify ဖြစ်သွားလိမ့်မယ်အဲ့ဒါလုံးဝသိကြရအောင်အဲ့ဒါ verify ဖြစ်သွားပြီဆိုတော့အဆင်ပြေသွားပါပြီဆိုတော့ PC နဲ့လုံးမဲ့လူတွေက PC နဲ့လုပ်ပါအရန်ကိုလွယ်တယ်ဖုန်းနဲ့လုံးမဲ့လူတွေကဒါကိုရအောင်လုပ်ပါအဆင်ပြေသွားလိမ့်မယ်ဒီနေ့မရမနေ့ဖြန်လုပ်ပါမနေ့ဖြန်မရတပတ်ခါတမဲ့ okay သွားပါလိမ့်မယ်เนาะဆိုတော့ဒီဟာတွေကိုလည်းကျွန်တော်နောက်ထပ်ဒီ point 30ရာလေကျွန်တော်ဗီဒီယိုထပ်တက်ကြီးထပ်ပြီးတော့မလုပ်ပေးတော့နေထမ်းမှာရှိတဲ့ account တွေကိုအဆင်ပြေလို့လေးတွေ join ထားကြလိုက်ပါဒီ point 30ဒါရဖို့တော့ကိုကျွန်တော်ပြန်ပြီးတော့ပြပေးလိုက်ပါမယ်အဲ့ဒါပြပြီးတော့ရင်တော့ဗီဒီယိုလေးတင်လိုက်လို့ရပါပြီเนาะဒီမှာရှိတဲ့ဟာတွေမှာကိုတွေဘာတွေလုပ်လို့ရမလဲဆိုတော့ဒီမှာကြည့်ပါ account ကကျွန်တော်12ခုချိတ်လို့ရတယ်12ခုမှာကျွန်တော်6ခုပဲချိတ်ရသေးတယ်ဆိုတော့အဲ့ဒီထဲမှာ12ခုလုံးပြည့်အောင်ချိတ်ထားလိုက်ပါအဲ့ဒီထဲမှာကျွန်တော်ဒီ Discord PB Farcaster account ရှိမယ် GitHub ရှိမယ်အကဲအဲ့ဒါတွေကို register မလုပ်ရသေးဘူးဆိုရင်လည်း register လုပ်ထဲပါအဓိကဒီ Steam Game Time အကဲအဲ့ဒါတော့မှကျွန်တော် connect လုပ်လိုက်တယ်ဆိုရင်တော်တော်အဆင်ပြေသွားမယ် point 30အတိုင်းမျိုးရောက်သွားမယ်ကျွန်တော် Steam တော်တော်သုံးထားတဲ့ပုံမှာကျွန်တော်ချိတ်လိုက်တယ်ဆိုတော့ဒါ point 30ရောက်အောင်မှလုံးဝသိကြပါတယ်ဆိုတော့ဒီအောင်လည်းကျွန်တော်ထပ်ပြီးတော့လုပ်ပြစရာမရှိတော့ဘူးဆိုတော့ video လေးကိုတော့ဒီလောက်မှပဲကျွန်တော်တင်ပေးလိုက်လို့ရပါပြီစိတ်ရှိရှိနဲ့ကြည့်ပြီးတဲ့အတွက်လည်းကျေးဇူးအများကြီးတင်ပါတယ် sorry ပါဟိုအခက်အခဲတွေကြုံနေရလို့ဆိုတော့ video လေးနည်းနည်းရှည်သွားတာလည်းပါတယ်ကျွန်တော်လည်းအတက်နိုင်ဆုံးအမြန်ဆုံးပဲလုပ်ပေးချင်တာဒါပေမဲ့တချို့တွေကလုပ်ပြီးလို့မရဘူးကျွန်တော်ကိုယ်တိုင်လည်း error တွေနဲ့ကြုံရတယ်ဟိုသို့မဟုတ်လည်းတစ်ခုစမ်းနေနေမှာဘယ်လိုလုပ်အောင်လဲဆိုပုံစံလေးတွေတိလာတဲ့အားအကြောင်းပါเนาะဆိုတော့ကြည့်ပြီးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်